ကျွန်တော်တို့ဘက်မှာနွားစာကြီးပဲစောက်စောက်လေးပင်လူနေအိမ်ပဲစောက်စောက်ကန်ထရိုက်တွေဇက်သမားတွေနဲ့အပီးစီမအပ်ပဲတယောက်နဲ့တယောက်ဝိုင်းဝန်းကူညီတဲ့ဝိုင်းလုံးဝိုင်းစားပုံစံမျိုးလေးတွေကျွန်တော်တို့ရွာဘက်မှာရှိသေးတယ်ဗျအကိုတို့ဘက်မှာရောရှိသေးလားဆိုတာအောက်ကကွန်မန့်မှာဝင်ရောက်ဆွေးနွေးတော်လို့ရပါတယ်အခုလက်ရှိအနေထားလေးကတော့ကျွန်တော်နွားစာကြီးထည့်ဖို့တုံးမင်အိမ်ခေါင်ပြောက်ကလေးစောင့်နေတာဖြစ်ပါတယ်ကျွန်တော်တို့ဒီအိမ်နာချင်းလေးတွေဘေးကညီကိုမောင်နှမတွေရောအပါအဝင်စောင့်နေတာဖြစ်ပါတယ်ဦးစိုးမင်းတာဝန်ခံပြီးတော့စောက်ထားတဲ့အိမ်လေးကိုပြီးသွားတဲ့အချိန်ကျရင်ဟာလက်ရဘလောက်ကောင်းလဲဆိုတော့ကျွန်တော်ဆက်ပြမှာဖြစ်ပါတယ်ခုလက်ရှိချိန်မှာတော့ပုံချမ်းပေါ့နော်အကျန်းလို့တော့ဖြစ်ပါတယ်ရုပ်ဘောကလက်သမားတွေဘလောက်ပဲကောင်းတယ်ပြောဦးစိုးမင်းကတော့မှီမှာမဟုတ်ပါဘူးဒီအိမ်ပြင်းငုတ်ကလေးပြီးသွားတဲ့ချိန်ကျရင်လည်းတခါလောက်လှကြောင်းဆက်ပြန်ပြီးတော့ကျွန်တော်တင်ပြပေးမှာဖြစ်ပါတယ်